အားလုံးပဲမင်္ဂလာပါငယ်ကြီးတို့ဒီညရောက်ဘူးတော့မသိဘူးကျွန်တော်ရောက်တာအခုကညဘဲဆိုတော့လေဒီမှာဘာမှမရဘူးဒီနေရာကနေ့ခေပဲလာလို့ရှိပို့ပြီးတော့လာအခုကညခေဆိုတော့ဘာမှမရဘူးကျွန်တော်လည်းအခုမှရောက်ဘူးတာလေပထမဆုံးရောက်ဘူးတာဆိုတော့အတူကတော့ခုနတော့ကျွန်တော်လာခဲ့တဲ့အဲ့ဒီတရားအရှိကြီးလည်းကျွန်တော်ရောက်ဘူးတာတော်တော်ရှိတဲ့တရားရှေးရွက်အတိတာနေ့ခေပဲလာလို့ရှိပို့ပြီးတော့ကောင်းကျွန်တော်ကညခေလာတော့ဘာမှမရဘူးအရလာတဲ့နေရတော့အားလုံးပဲတကယ်ကြီးလို့ရောက်ပွဲလူရှိလို့ရှိကောင်းမှရေးခဲ့နော်ကျွန်တော်ကဒီမှာခုမှရောက်ဘူးတာတခါမှမရောက်ဘူးတော်တော်လေးလာနေရတော်တော်လေးလာနေကျဲလဲကျဲတယ်ကျွန်တော်နေ့တိုင်းတော့ကနေကြာစုံလုံးပါကြတော့ဒီလောက်ထိမကျဲဘူးသူကပူပြီးတော့ကျဲတယ်ပူပြီးတော့လာတယ်ဒီမှာဒီမှာဘယ်လိုပဲဖြစ်ဖြစ်ဒီကိုလာတဲ့လူလို့ရှိတော့ဓာတ်ပုံလက်လေးတော့ရသွားမှာပါဓာတ်ပုံလက်လေးရလို့လည်းရတယ်ဒီမှာပေးစရာနေရာတွေအများကြီးပဲအကျယ်ကြီးပဲဒီမှာလူလည်းတအားများတယ်နေ့ခေပဲလာလို့ရှိရင်ပို့ပြီးတော့လူများတယ်ပန်းချန်နာမယ်ကတော့ခုနကတော့ကျွန်တော်လောပေါ်တရားကိုမေးလိုက်တာသူကပါလဲဆိုဘေလို့ခေါ်တာပဲကျွန်တော်လည်းမသိဘူးเนาะဒီပန်းချန်အကျယ်ကြီးပဲရလာခုနတော့လာခဲ့တဲ့တရားမှာအစကနေအဆုံးထိကိုရှောက်ပြီးတဲ့တကယ်ရေးလို့ရှိရင်ကောင်းမှရေးခဲ့တော့ကျွန်တော်ကတော့အဆုံးထိရောက်ပြီးသွားပြီအဆုံးမှာသူတို့ကလာပိတ်ထားတယ်အဆုံးကဟိုဘက်ချမ်းမှာသူလို့ရှိရင်နေရပါနေရအဲ့ဒီနေရတော်တော်ဟောင်းနေပြီသူတို့ကမပေးရဘူးအဲ့ဒါကြောင့်မလို့သူတို့ပိတ်ရတာအဲ့လိုပဲတရား